ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေမြန်မာနိုင်ငံထဲမှာအာရကန်ပြည်နယ်ထဲမှာအလောက်သမားတွေခေါ်ထားတယ်ဘင်္ဂါလီတွေကိုခေါ်ထားတယ်အဲ့ဒီဘင်္ဂါလီတွေကတိုင်းတမဟုတ်ဘူးသူတို့ရိုဟင်ဂျာကိုပြောနေတယ်ဆိုပြီးတော့ဟုတ်တဲ့ကြရတွေပြောနေကြတယ်အစ္စလာမ်အလိုင်ကွမ်အားလုံးပဲမင်္ဂလာပါတာလီဆွာနဲ့ကြတော့ပါအာရကန်ဒေလီနျူးစ်မြန်မာပိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တည်င်းတော့တင်မှာမဟုတ်ပါဘူးဒါပေမဲ့တည်င်းထက်တောင်အရေးကြီးတယ်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးရဲ့ရိုဟင်ဂျာဆိုတဲ့အမီနာမနဲ့ပတ်သက်ပြီးအနည်းငယ်ရှင်းပြလိုပါတယ်ရခိုင်လူမျိုးတွေကပြောကြတယ်မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးမရှိဘူးဆိုပြီးတော့ငင်းတယ်ရိုဟင်ဂျာဆိုတဲ့အမီနာမကိုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့နောက်ပိုင်းမှာဖန်တီးထားတာဖြစ်တယ်ဆိုပြီးတော့လဲဆွဆွနေကြတယ်တချို့ကရိုဟင်ဂျာဆိုတဲ့အမီနာမကို1950နောက်ပိုင်းမှာမူဂျာဟစ်ကောင်းဆောင်များကတောင်းဆိုလာခဲ့ပြီးတော့ဖန်တီးထားတာဖြစ်တယ်ဆိုပြီးတော့လဲပြောနေကြတာတွေရှိတယ်သူတို့ပြောသလိုတကယ်တမ်းရိုဟင်ဂျာဆိုတဲ့အမီနာမကမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့နောက်ပိုင်းမှာပေါ်ပေါက်လာတာလားဒါမှမဟုတ်ခူလူနီကဲမတိုင်ခင်ကတည်းကဒီအမီနာမကရှိခဲ့တာလားဒီနေ့မှာတော့ခိုင်လုံတဲ့သမိုင်းမက်တန်တစ်ခုကိုတင်ပြပေးသွားမှာဖြစ်တယ်1984ခုနှစ်ဇန်နဝါရီလမှာခုမမင်းဆဲရဲ့စာတမမြောင်မြင့်ဖြစ်တဲ့ဘူတော်ဘုရားခေါ်ဘဒုံမင်းဟာရခိုင်ပြည်နယ်ကိုတင်ပိုက်ဖို့သူ့ရဲ့သားတော်အင်ချေမင်းတတူမင်းဆောက်ကိုဇေလွေခဲ့ပါတယ်1985ခုနှစ်ဇန်နဝါရီလမှာမြောက်ဦးနယ်ပြည်တော်ကြီးကျဆုံးခဲ့ပါတယ်ခုမမင်းဆက်ဖြစ်တဲ့ဘူတော်ဘုရားကအာရကန်နိုင်ငံတော်ကိုတင်ပိုက်ခဲ့ပါတယ်တနည်းအားဖြင့်မြောက်မျိုးတော်ကျဆုံးခဲ့ပါတယ်အာရကန်ဟာခုံးပေါင်အင်ဘယာရဲ့အဆက်ပိုင်းတစ်ခုဖြစ်သွားပါတယ်ကျွန်တော်ပြောရှင်တာကအဲ့ဒီအရှင်ဒုံမာတော်ခုံးပေါင်မင်းဆက်ဖြစ်တဲ့ဘူတော်ဘုရားကအောက်လျှောက်နေတဲ့အရှင်မာတော်မှာကျွန်တော်တို့ရိုဟင်ဂျာလူမျိုးကတည်ရှိခဲ့မှုတဲ့မတ်တန်တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုဟင်ဂျာဆိုတဲ့အမီနာမကမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့နောက်ပိုင်းမှာဖန်တီးထားတာလားမြန်မာနိုင်ငံလွတ်လပ်ရေးရတာ1948ခုနှစ်မှာ1948ခုနှစ်နဲ့1990ခုကိုနောက်လိုက်140ခုနှစ်အထူးသဖြင့်150နှစ်ပါရှိပြီ150နှစ်ပါအရင်ကတည်းကရှိတာပါကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေကနော်အေးဘလို့ရှိတာလဲမတင်ကပဲမှာလဲပြောမယ်စကော့တလန်လူမျိုးသမားတော်နဲ့တဘာဝတိပံပညာရှင် Francis Buchanan Hamilton ဆိုတဲ့လူတစ်ယောက်ကမြန်မာနိုင်ငံကိုရောက်ရှိလာတယ်မြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့ဘာသာစကားဆိုင်ရာလေ့လာမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်သူရဲ့ Madam ဖြစ်တဲ့ A comparative vocabulary of some of the language spoken in Burma Empire မြန်မာလိုပြောမယ်ဆိုလို့ရှိရင်မြန်မာ Empire အတွင်းပြောဆိုနေကြသောဘာသာစကားအရှုအားနိုင်ရှင်လေးလာခြင်းဆိုပြီးတော့ခေါင်းစဉ်ထည့်ပြီးတော့သူကသူ့ဒေသနာတစ်ခုလုပ်ခဲ့တယ်လေးလာမှုတစ်ခုလုပ်ခဲ့တယ်သူရဲ့လေးလာမှုထဲမှာသူဘာတွေ့ရှိခဲ့လဲဆိုတော့ဒါ1990ခုနှစ်မှာပေါ့နော်1990ခုနှစ်ဆိုတော့ဒါဗြိတိရှကမြန်မာနိုင်ငံကိုမသိမ်းသေးဘူးကုန်းပေါင်မင်းဆက်ဖြစ်တဲ့ဘူတော်ဘုရားကမြန်မာနိုင်ငံကိုအောက်ရှောက်နေတုန်းပဲအာရကန်ပြည်နယ်ကိုလေအောက်ရှောက်နေတုန်းပဲဘာဖြစ်လဲဆိုတော့အာရကန်ပြည်နယ်ကြီးရာဒီကုန်းပေါင်မင်းဆက်ဘာမှကြာဆုံးသွားတယ်သူကတင်ပိုက်ထားတယ်သူကအောက်ရှောက်နေတယ်အဲ့ဒီတော့သူလေးလာမွေးရဲ့မက်တန်ကိုကျွန်တော်တို့ကြည့်မယ်သူကဘယ်လိုရေးထားလဲဆိုတော့ရခိုင်ဒေသမှာတဲ့နေရှေလာမြအခြေချနဲ့တိုင်ခဲ့တဲ့မွတ်စလင်ဘာသာဝင်တွေဟာမွတ်စလင်သူရေးထားတာကျွန်တော်ဘာသာပြင်ထားလို့မွတ်စလင်ဘာသာပေါ့နော်မဟာမဒန်ဆိုပြီးတော့သူရဲ့လေးလာမုတ်သေးမှာသူကအဲ့လိုရေးထားတာမဟာမဒန်တွေဟာတဲ့သူတို့ကိုသူတို့ရူအင်ဂျာဒါမှမဟုတ်ရခိုင်ဒေသကများ natives of Arakan လို့ကိုဆိုနေကြတယ်ဆိုပြီးတော့သူရဲ့မဒန်ထဲမှာသူကအဲ့လိုရေးခဲ့ပါတယ်ပြန်ပြမယ်ရခိုင်ဒေသမှာနေရှေလာမြအခြေချနဲ့တိုင်ခဲ့ကြတဲ့မဟာမဒန်တွေဟာမဟာမဒန်မွတ်စလင်ဘောနော်မွတ်စလင်တွေဟာသူတို့ကိုသူတို့ရိုဟင်ဂျာဒါမှမဟုတ်ရခိုင်ဒေသကများ natives of Arakan လို့ကိုဆိုကြတယ်ဆိုပြီးတော့သူရဲ့မဒန်ထဲမှာ1990ခုနှစ်မှာသူကမဒန်ထင်တာပေါ့နော်မဒန်ထဲမှာရေးတာပေါ့နော်ဆိုတော့အဲ့ဒီ1990ခုနှစ်ဆိုလို့ရှိရင်အင်္ဂလိပ်ကမြန်မာနိုင်ငံကိုမထိုက်သေးဘူး
အင်္ဂလိပ်ကမြန်မာနိုင်ငံကိုတိုက်ဖို့25နှစ်လူသေးတယ်25နှစ်လူသေးတယ်အင်္ဂလိပ်ကမြန်မာနိုင်ငံကို1824ခုနှစ်မှာတင်တာပေါ့နော်1824ခုနှစ်မှာတင်တာအင်္ဂလိပ်မြန်မာပထမစစ်ပွဲပေါ့နော်1824ပေါ့အဲ့ဒီ1824ဆိုလို့ရှိရင်ပေါ့နော်1999နှစ်ဆိုလို့ရှိရင်25နှစ်လူသေးတယ်တွက်ကြည့်ပါအဲ့ဒီ25နှစ်မတိုင်ခင်ကတည်းကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးကဘောနော်ဘုဒ္ဓဘုရားအောက်ဆောင်နေတဲ့ဒီခုံမောင်မင်းဆက်ရဲ့ခုံမောင်အင်ဘယာလေးမှာကျွန်တော်တို့ရိုဟင်ဂျာလူမျိုးကအဲ့ဒီရှင်တုံးကတော့ခေရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုဟင်ဂျာဆိုတဲ့အမင်နာမကမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့နောက်ပိုင်းမှာဖန်တီးထားတာလားဒါမှမဟုတ်ဗြိတိရှကိုလိုနီကမတိုင်ခင်ကတည်းကရှိတာလားဒါကိုကျွန်တော်တို့ကသုံးသပ်ဖို့လိုတယ်တချို့လူတွေကပြောကြတယ်ဗြိတိရှကမြန်မာနိုင်ငံကိုတင်ပိုက်ပြီးတော့နောက်ပိုင်းမှာဗြိတိရှကဘင်္ဂလားဒေ့ရှ်နိုင်ငံကနေမြန်မာနိုင်ငံထဲမှာအာရကန်ပြည်နယ်ထဲမှာအလောက်သမားတွေခေါ်ထားတယ်ဘင်္ဂါလီတွေကိုခေါ်ထားတယ်အဲ့ဒီဘင်္ဂါလီတွေကတိုင်းတမဟုတ်ဘူးသူတို့ရိုဟင်ဂျာကိုပြောနေတယ်ဆိုပြီးတော့ဟုတ်တဲ့ကြရတွေပြောနေကြတယ်ဒါပေမဲ့အဲ့ဒီဗြိတိရှကိုလိုနီကမတိုင်ခင်ကတည်းကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေကရှိတယ်ဆိုလို့ရှိရင်မြောက်ဦးနယ်ပြည်တော်မြောက်ဦးခက်ကတည်းကရိုဟင်ဂျာတွေရှိခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့ရိုဟင်ဂျာတွေကဗြိတိရှကိုလိုနီခက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကနေအရှေ့ပါကစ္စတန်နိုင်ငံကနေပေါ့နော်ဝင်လာစရာအချောင်းကိုမရှိဘူးဝင်လာတယ်ဆိုတဲ့ဆွဆွချက်ကမမှန်ဘူးတမိုင်းအထောက်ထားရရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းဟာ1948ခုနှစ်လွတ်လပ်ရေးရပြီးမှဖန်တီးခဲ့တာမဟုတ်တာအမှန်ပဲလွန်ခဲ့တဲ့နေ့ပေါင်း920ကျော်ဖုံးပေါင်မင်းဆက်လက်ထက်ကတည်းကထေရှိနေတိုင်ခဲ့တဲ့ဒေသခံလူမျိုးစုတစ်ခုရဲ့ကိုပိုင်အမည်ဖြစ်ကြောင်းသက်သေပြနေပါတယ်။တမိုင်းဆိုတာပုံဖွယ်လို့မရတဲ့အမှန်တရားပါ။အဲ့ဒီလိုအမှန်တရားတွေကိုခိုင်လုံတဲ့တမိုင်းအထောက်အထားတွေကိုပုံဖွယ်ဖို့မချိုးစားကြပါနဲ့လို့မှာရှင်တယ်။နားလေတယ်လို့ဖြစ်ပါတယ်။ Bye bye